Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကစုံမခွဲဟာမခွဲတတ်တာရှိပါတယ်ဗောနော်ဒါပေမဲ့အခုကကျူအကုတ်တွေပါတယ်တော့ဖြစ်နေပြီတချို့ကအခုတည်းစုံမခွဲတတ်သေးဘူးဗောနော်စုံမကျွန်တော်လည်းတိတ်တော့မသိပါဘူးကျွန်တော်နားလေတလောက်တော့ကျွန်တော်ပြောပြပဲဗောနော်မှားလို့ရှိရင်လည်း comment မှာအမှန်လေးပြင်ပေးပေါ့ဒီမှာပါAY1 64W ဗောနော်ဒီ W ရဲ့အရှိရဒီနံပါတ်ကိုခွဲတာပါအဲ့ဒါဆိုလို့ရှိရင်တော့ဒီမှာဒါဆိုတော့စုံပေါ့နော်ဒီမှာမဆိုတော့မပေါ့တချို့ကကြတော့ဒီ 64W မပါဘဲနဲ့အောက်ကနံပါတ်တွေပဲပါပါတယ် A1Y ဘကိုးဆိုဘကိုးအဲ့လိုမျိုးနံပါတ်တွေပဲပါတယ်ဗောနော်အဲ့နံပါတ်ပါရင်လည်းသိကြပါတယ်ဒီကောနှစ်နဲ့စားလို့ပြက်လို့ရှိရင်စုံမပြက်ရင်မအဲ့ဒီနံပါတ်ဒီမှာမနဲ့စုံတာဆိုရင်ခွဲလို့ရတာဗောနော်ဒီ W ရဲ့အရှိမကြည့်တာဗောနော်ကားရေးဆိုလဲအဲ့တိုင်းပါပဲသူ 3N တို့ S တို့တော့ AABB တို့ပေါ့အချို့ရှိတယ်ဗောနော် AABB တို့ကြတော့အရှိမနံပါတ်မရှိဘူးအချို့တက်စီကားတွေဗောနော်အဲ့ဆိုရင်အောက်ကသူရဲ့နံပါတ်ကိုနှစ်နဲ့စားလိုက်ပြတ်လို့ရှိရင်စုံမပြတ်ရင်မအဲ့တော့နောက်ကလည်းအဆုံးနဲ့နှစ်နဲ့စားရင်ပြတ်တယ်အဲ့ကြောင့်မို့ဆုံးမခွဲတတ်ကြပါသေးလို့နောက်ပြီးတော့အခုက QR code system ပေါ့နော်အဲ့လိုမျိုးပထမကဆုံးမကိစ္စနဲ့လုပ်လိုက်တော့လူတွေကဘာဖြစ်သွားလဲဆိုတော့အချို့မျိုးနေသူတွေပေါ့မျိုးနေသူတွေကဆိုင်ကယ်တို့ကားတို့နဲ့သူတို့ကစီဆိုင်သွားထည့်လိုက်ပြီးလို့ရှိရင်အိမ်မှာဘုံလေးနဲ့ထုတ်ပြီးလိုက်နောက်သွားထည့်လိုက်အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အခု QR code ပုံစံလဲကြတော့အဲ့လိုလုပ်လို့မရတော့ပါဘူးအဲ့တော့နည်းနည်းကောင်းသွားတာပေါ့နောက်တစ်ခုကဥပဒေတစ်ခုထုတ်တိုင်းအရင်ဆုံးခံရတာတော့လယ်သမားတွေဗျလယ်သမားတွေကတော့တော်ခံရတယ်အခုစီပေါ့နော်ကျွန်တော်စီဘာဖြစ်လို့ခံရလဲဆိုတော့အခုကျွန်တော်ဟိုဘက်နောက်မှာလေပေါ့နော်ဒါရဲ့ရိတ်ချို့ကရိတ်ပြီးနေပြီတချို့ကတော့မရိတ်ကြသေးဘူးရိတ်တော့ကျွန်တော်တို့စီကကန့်သက်နေဝယ်နေရတော့စီကန့်သက်နေဝယ်ရတော့ရိတ်ချည်သေးတက်တယ်ပေါ့နော်စပါးသေးကကြားတယ်ရိတ်ချည်သေးကတက်တယ်အဲ့တော့ဖြစ်ချင်တာတော့အကြံပေးချင်တာပေါ့နော်နိုင်ငံတော်ဟိုလောတဲ့တာဝန်ယူနေတဲ့လူကြီးတွေပေါ့လူကြီးတွေနဲ့ရကြီးစေးရေးတွေကိုညာမီတော့အကြံပေးချင်တာကတော့ကျွန်တော်တို့ကြေးရွာတွေစံစပါးတွေရိတ်ဖို့အတွက်စီတွေစမောင်းမှုစီတွေကိုတော့တေးချာချာစင်းရင်းလေးလုပ်ပြီးတော့စီတွေကိုရောင်းစေချင်ပါတယ်ဘာဖြစ်လို့လဲစီသေးတွေကတကုံတက်နေပါတယ်အဲ့ဆိုလို့ရှိရင်တော့သုံးဆွဲသူစီကိုတေးချာရောက်မှာပေါ့နော်ဘမို့ဆိုလို့ရှိရင်တော့စီဝဲခတ်တဲ့ပြဿနာကြောင့်စီစည်းတက်တယ်ရိတ်ချွေစည်းတွေတက်တယ်ပေါ့နော်လေသမားတွေကတော့အများနဲ့ခံနေရတာပေါ့